ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ညီမရိုးရာပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့တောက်ကြသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစံစာနေပုံညီမရိုးရာအထာဟောကိစ္စအောင်မှာဟောကြားထားသောတောက်ကြသားသမီးများအတွက်2026ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှမတ်လ2ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေ။အသစ်တတိုင်းတည်အောင်လဲဘေးနာခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။တောက်ကြသားသမီးများတွေ15ရက်စာဟောစတန်ဒီကာလအတွင်းမှာဝမ်းပိုင်မှာဝေဒနာကြရောက်နိုင်ပါတယ်။ကြာသာပရိနံအစစနေနဲ့အဆုံးရှိသောမျိုးများဖြစ်သောပြမနာကဲ့သို့သောအရက်ဒေသမှမြက်လက်ဆောင်ရလိမ့်မယ်။ထိုအစတော့ကိုစားမိရမှဝေဒနာဟောင်းများပြန်ပေါ်၍ကျန်းမာရေးညံ့တတ်ပါတယ်။စနေနဲ့နှင့်စ၍စနေနဲ့နှင့်ဆုံးသောမျိုးဒေသသူများဂရိစကားမတီးကြီးခြင်းငွေကြီးလုံးဝကြီးခြင်းအမျိုးမျိုးဒုက္ခပေးခြင်းတို့ကြုံရနိုင်ပါတယ်။အချောင်ရသည်ဟူ၍ယူဆကရွှေလောဝေဒနာတို့ကိုဝယ်ယူခြင်းမှာအမှုခင်းဖြစ်တတ်ပါတယ်။တိမ်ဆဲခံရတတ်တယ်။မောင်ရီတရောအချိန်များ၌အလင်းတမီမပါဘဲခီးသွားခြင်းမပြုရပါ။အဆွေရှိအစိတ်ရှိသတော်ဝါအနည်းကြုံနိုင်ပါတယ်။မြောက်ရက်သို့ခီးသွားလာခြင်းရှောင်ခြင်းမှာအပြည့်အစည်အတိုက်ခံကြားမှာအောင်မြင်မှုရရှိမယ်။အင်္ဂါနှင့်မွေးသူများထံမှထူးခြားသောအထောက်အကူများရလိမ့်မယ်။အမည်အတွင်းမှာကခပဖမပါသူများနှင့်ရင်ငယ်နေသူများအဖို့စိတ်နှောက်ယှက်ဖြစ်ရခြင်းရံများခြင်းများဖြစ်တတ်ပါတယ်။ကြွေတယ်မြေတယ်နှင့်ပြုလုပ်ထားသောအလှဆင်ပစ္စည်းလက်ဆောင်ရလိမ့်မယ်။လက်မခံတဲ့မှာမိတ်ဆွေတို့အားထပ်ဆင့်၍ပေးလိုက်ပါခြေခါတို့၌ထိကတန်ရာရသောသူဟာဇေယုံစည်းကမ်းလိုက်ပို့စဉ်ပြန်လည်တွေ့ဆုံသောစနေနေ့မွေးဖွားသူမိန်ဟောင်းနှင့်အလုပ်ကိစ္စများပြောဆိုဆောင်ရွက်အဆင်ပြေမယ်စီးပွားရေးကံပွင့်ခြင်းလက်ပွင့်ခြင်းများဖြစ်ထွန်းမယ်ဖြူနီကြားပွင့်သောပန်းလက်ဆောင်ရလိမ့်မယ်ထိုပန်းကိုအရှိတောင်အရက်တွင်ထားရှိပါအပြိုင်ဆိုင်ပြုသူများနှင့်ထိတ်တိုက်တွေ့ရတဲ့ဖေဖော်ဝါရီလ18ရက်24ရက်25ရက်နေ့များတွင်အသားပြားသောအမျိုးသမီးနှင့်အသားညိုသောအမျိုးသားဇနီးမောင်နှံအိမ်သို့ရောက်ရှိလာလိမ့်မယ်အနီရောင်အဖြူရောင်ပစ္စည်းတစ်ခုခုလက်ဆောင်ပေးလိမ့်မယ်လွန်စွာကောင်းသောနမိတ်ဖြစ်ပါတယ်ထို့သောကြုံပြီးတကားလလက်ပွင့်ခြင်းကံကောင်းခြင်းများစက်တိုက်ဖြစ်ပေါ်လာမယ်အိမ်တွင်အလုပ်စည်းဝါးများတိုးတက်ခြင်းရှိမယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများနှင့်ပူးတွဲလိုသောလုပ်ငန်းများတိုးတက်မှုရရှိမယ်ဖေဖော်ဝါရီလ16ရက်18ရက်15ရက်20ရက်21ရက်26ရက်28ရက်နေ့များတွင်သဘောထားမမှန်ရှူရှူရှားရှားပြုတတ်သောဗုဒ္ဓဦးနှင့်မွေးသူများနှင့်စကားအခြေတင်ပြောရတတ်တယ်ရွှေထွက်ကိန်းရှိပါတယ်မိတ်ဆွေဟောင်းနဲ့ပရိပခဖြစ်မယ်ငွေချေး၍ပြန်မဆနိုင်သောသူနဲ့တွေ့မယ်လှည့်စားသောသူများကြောင့်ဆုံးဖြတ်ချက်မှာကငွေကုန်ခြင်းနှင့်ရင်းနှီးမြှုပ်နှံမှုမှားယွင်းခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်ချမ်းမြေကိစ္စတို့နှင့်ပတ်သက်၍စကားများရမယ်လူငယ်များအနေထိုင်ဂရုစိုက်ပါဖေဖော်ဝါရီလ22ရက်23ရက်28ရက်မတ်လ1ရက်2ရက်နေ့များတွင်မိဘလုပ်ငန်းအကြီးအကဲတို့၏ကူညီဆောင်ရှောက်မှုရရှိမယ်အိမ်ဟောင်းကိုပြုပြင်ရခြင်းအိမ်သစ်ဆောက်ရခြင်းကြုံရတတ်ပါတယ်နေရာထိုင်ခင်းကိစ္စစကားပြောဆိုရမယ်စကားအောင်မြင်မယ်ခြေထားသောငွေအချို့ပြန်ရမယ်ငွေကြေးကိစ္စပြောဆိုရခြင်းရတင်လျက်ကြံ့ကြာနေသောပစ္စည်းများပြန်ရမယ်အမျိုးသမီးများအဖို့ချစ်သူကောင်းတွေ့ရမယ်အိမ်အောင်ရှင်များအိမ်အောင်ဘက်ရဲ့အလုပ်တိုးတက်မှုကိုကြုံရမယ်ငကိုစီစဉ်ထားသည်နှင့်လက်တွေ့ဖြစ်လာသည်များအလွဲလွဲအချောချောရှိလင်ကစားအလိုပြည့်ခြင်းနှင့်အောင်မြင်ခြင်းများကြုံရပေလိမ့်မယ်အကျိုးပေးသောအယောင်အစိမ်းရောင်အပြာရင်ရောင်မိခိုးရောင်အဝါရောင်အညိုရောင်နုနှစ်ရောင်တို့သည်လက်ပွင့်ကံကောင်းစေသောအယောင်များဖြစ်၍မိမိအတွက်အရေးပါသောကိစ္စများဆောင်ရွက်သောအခါသုံးစွဲဝတ်ဆင်သင့်ပါတယ်ကံကောင်းစေသောပန်းများမှာတပည့်ညွန့်နှင်းစီပန်းရောင်စုံတစ်ဆက်ပန်းရောင်စုံမေမျိုးပန်းပိမ့်ပန်းပွင့်တို့ကိုဖျားပန်းကလူချင်းနေရင်အခန်းအလုတ်အခန်းတို့တွင်အလှဆင်ပန်းဦးထိုးခြင်းများပြုလုပ်ပါတပေါင်းလာတွင်ငကစက်ပန်းဖျားမလူကောင်းမှာအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတောက်ကြနှင့်မွေးသူအလုံးတို့သည်အတိတ်နမိတ်ထူရ၍သော၎င်းထူးခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံကွန့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာ2ခုနှစ်305ကဏ္ဍများဖြစ်ပါတယ်ရရပကံများ3ချက်စီတိုင်းလျက်လင်မမော်တင်မှာလင်မတစ်ချက်တွင်ဇီယိုအလဲပကံတွင်အုံးယိုအခြားတစ်ပကံတွင်နက်နက်ယိုထက်၍အိမ်ဖျားတွင်ကတ်လိုပါတနင်္ဂနွေနေ့တွင်ဘိမ့်မုံလူပါတောက်ကြနေ့မွေးသူအလုံးတို့သည်တောက်ကြနေ့နံနက်ပိုင်း6နာရီမှ9နာရီခွဲအကြာတောက်ကြနေ့နံနက်ပိုင်းနှင့်ညပိုင်း9နာရီခွဲမှ10နာရီခွဲအကြာတနင်္ဂနွေနေ့နံနက်ပိုင်းနှင့်ညပိုင်း10နာရီခွဲမှ12နာရီကြားကာလများသည်ဝ
ဝိသေသအခါကောင်းများဖြစ်ပါတယ်မြမယူရာစီရင်များရရရများဆောင်ရွက်ရာတွင်၎င်းကာလများကိုအသုံးပြုပါစမ်းပွင့်၍ပြရတဲ့ကောင်းစရန်လုံးကရွက်လာပန်းကိုဆောင်၍ဇီဒီစားသုံးပြီးနောက်ဝစားဆင်၍အိမ်မှထွက်ပါထိုတနေ့တာအတွင်းပြရဆန်ထူခြားစွာပွင့်မာလိမ့်မယ်မိမိရောင်းလိုသောပစ္စည်းများအယောင်ထမ်း၍သော၎င်းရောင်းမထွက်ရသော၎င်းရောင်းလိုသောကုန်ပစ္စည်းများကိုဝါကိုင်းဖြင့်အသက်အောင်၍ခုနှစ်ချက်ရိုက်ပါနှုတ်မှထွက်စေဟုရွဆို၍ရိုက်ပါတောက်ချာသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောက်ချာသားသမီးများတို့တိုက်ဆိုင်မှန်ကမာကကွန်မန့်မှာတစ်ခုခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်မြမယိုရာဗီရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေ့စဉ်ဟောစတမ်းများအပတ်စဉ်ဟောစတမ်းများလစဉ်ဟောစတမ်းများနှစ်စဉ်ဟောစတမ်းများနဲ့ရေရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဗီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအသစ်တနိုင်သိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်